အားလုံးပဲမင်္ဂလာပါဗျအောင်ချမ်းမင်းဖို့ဘောမှပြန်လာပြီးတော့ကြိုဆိုပါရစေအော်တိုဘာ21ရက်အင်္ဂါနေ့ညမှာရှင်ပြိုင်ကစားကြမဲ့ UEFA ချန်ပီယံလိပွဲစဉ်များကိုပွဲကြိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘာစီလိုနာအသင်းနဲ့အိုလံပီယာကအသင်းတို့ထိပ်တိုက်တွေ့ဆုံနေမှုဘာစီလိုနာအသင်းဟာဒီပွဲပြီးရင်အကရက်စီကိုပွဲရှိနေလို့ဘာစီလိုနာတို့အတွက်ပွဲချက်ရှိနေတယ်ဒါပေမဲ့လည်းဒီနေ့ကံမဲ့ချန်ပီယံလိပွဲကိုတော့အောင်ဆိုင်လာလိမ့်မယ်လို့ညွှန်လင့်တယ်ဘာစီလိုနာအသင်းဟာချန်ပီယံလိမှာနှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲတည်တစ်ပွဲရှုံးနဲ့ရမှတ်3မှအိုလံပီယာကတော့နှစ်ပွဲကစားတစ်ပွဲရှုံးတစ်ပွဲတည်ရမှတ်1မှအသီးသီးရပ်တည်နေကြတယ်ဘာစီလိုနာအသင်းကတော့ဒဏ်ရာကစားသမားတွေညာနေပြီမဲ့ဒီနေ့အိမ်ဝင်းမှာကစားမဲ့ပွဲကိုတော့အမခံမှာမဟုတ်ဘူးလို့ထင်တယ်အနိုင်3မှကိုရအောင်ယူလိုက်မယ်အိုလံပီယာကလည်းသူ့လိမ့်မှာအစင်းနဲ့ရလာမစိုးဘူးကျွန်တော်အကြိုက်ကတော့ဘာစီလိုနာဂိုးဘောကြိုက်ပါတယ်နောက်တစ်ပွဲကတော့လီဗာပူးဆန်နဲ့ PSG အသင်းတို့ထိပ်တိုက်တွေ့ဆုံနေမှုဖြစ်ပါတယ်ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုဟာနေပါတယ်လွန်ခဲ့တဲ့2014တုန်းကတခါတွေ့ခဲ့ဘူးတယ်အဲ့ဒီအချိန်တုန်းက2-1-4-0ဆိုတဲ့ရလဒ်နဲ့ PSG ကနိုင်ထားတာရှိတယ်လက်ရှိလီဗာပူးဆန်ချီဆွမ်းတဲ့ရလဒ်တွေကလည်းပဲမတိမငြိမ်ဖြစ်နေသေးတယ်တွင်ကိုတွေရတယ်ပေးကိုတွေပြန်ပေးရတယ်ထို့တူပဲ PSG ကလည်းပဲကစားအားကောင်းပြီးတော့ချွတ်ဆွမ်းမဲ့ရလဒ်တွေကတော့မတိမငြိမ်ဖြစ်နေသေးတယ်ဒါကြောင့်မို့ဒီနေ့ပွဲမှာသူတင်ကိုတင်ဆော့လာမဲ့ပွဲမှာကျွန်တော်အကြိုက်ကတော့ဂိုးဘောပဲကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့နယူကာဆယ်အသင်းနဲ့ဘင်ဖီကာအသင်းတို့ထက်တဲ့တွေ့ဆုံနေမှုဘင်ဖီကာအသင်းဟာချန်ပီယံလိမှာနှစ်ပွဲကစားနှစ်ပွဲရှုံးရလဒ်ဆိုးရနေတယ်ဒီပွဲကိုအောင်ဆိုင်လာလိမ့်မယ်လို့ထင်တယ်အကယ်လို့ဒီပွဲကိုရှုံးခဲ့ရင်အခြေအနေမကောင်းပါဘူးနော်နောက်လာမယ့်ပွဲတွေကအသင်းကြီးတွေတွေ့ရမှာဖြစ်လို့ဘင်ဖီကာအတွက်ခက်ခဲအောင်ပါနယူကာဆယ်ကလည်း3မှတ်ရဖို့အတွက်အိမ်ခွင်းမှာအနိုင်ရရှိအောင်ကြိုးစားလာလိမ့်မယ်ကြီးကောင်းမဲ့ပွဲကောင်းတစ်ပွဲဖြစ်တယ်ကျွန်တော်ကတော့ခုပေါ်ပဲကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ဘီလာရဲနဲ့မန်စီးတီးအသင်းတို့ထိပ်တိုက်တွေ့ဆုံနေမှုဖြစ်တယ်ဘီလာရဲအသင်းကနှစ်ပွဲကစားတစ်ပွဲရှုံးတစ်ပွဲတည်ရမှတ်1မှတ်ဘီလာရဲအသင်းဟာအိမ်ကွင်းကစားအားကောင်းတဲ့အသင်းတစ်သင်းပါရလလည်းကောင်းတဲ့အသင်းဒီနေ့ပွဲကအိမ်ကွင်းဖြစ်လို့ PPCC နဲ့ပြင်းစင်လာလိမ့်မယ်ဘီလာရဲအတွက်ဒီနေ့ပွဲဟာခက်ခဲအောင်မဲ့ပွဲတစ်ပွဲဖြစ်တယ်တစ်ဖက်မှာလည်းမန်စီးတီးအသင်းဖြစ်နေလို့မန်စီးတီးအသင်းဟာနှစ်ပွဲကစားတစ်ပွဲနိုင်တစ်ပွဲတည်ရမှတ်4မှတ်နဲ့ရပ်တည်နေပြီမန်စီးတီးအသင်းကအဝေးကွင်းမှာကစားမှာဆိုပေမဲ့အခုလက်ရှိချစ်စွမ်းရလနဲ့အားရစရာအကောင်းဆုံးအနေအထားမှာရှိနေပါတယ်လူစုံလည်းပါဝင်နိုင်မှာဖြစ်လို့ကြီးကောင်းမဲ့ပွဲကောင်းတစ်ပွဲပဲ